ပြိုင်ဘက်တွေအိတ်မပျော်စေမဲ့ United ရဲ့အားဖြည့်မှု Manchester United ရဲ့နွေရာသီအပြောင်းရွှေ့ပစ်မှတ်တွေထဲကတဦးဖြစ်တဲ့ Rafael ကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးထပ်မံပြောကြားလာခဲ့ပါတယ်။ Akmalan တောင်ပန်တိုက်စစ်မှုလီယိုဟာအသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ထားပြီးစိန်ခေါ်မှုအသစ်တစ်ခုကိုရှာဖွေနေကြောင်းဝန်ခံခဲ့ပါတယ်။အထူးသဖြင့်ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ကစားခွင့်ရမယ်ဆိုရင်အရန်ပျော်ရွှင်မိမယ်လို့လည်းဖွင့်ဟခဲ့ပါတယ်။ကျွန်တော်စိန်ခေါ်မှုအသစ်လိုအပ်နေပါပြီ။ပရီးမီးယားလိဂ်ဒါမှမဟုတ်လာလီဂါကကျွန်တော်ရဲ့အရေးသွေးတွေကိုပိုပြီးဖော်ထုတ်ပေးနိုင်မယ်လို့လီယိုကပြောကြားခဲ့ပါတယ်။ဒါအပြင်ပရီးမီးယားလိဂ်ကကမ်းလှမ်းမှုတစ်ခုရလာရင်ကျွန်တော်အရန်ပျော်မှာပါလို့လည်းဆိုခဲ့ပါတယ်။အသက်26နှစ်အရွယ်ပေါ်တူဂီသားဟာပြီးခဲ့တဲ့လကလည်းငယ်စဉ်ကတည်းကခရစ္စတီယာနိုရိုနယ်ဒိုကြောင့်မန်ချက်စတာယူနိုက်တက်ကိုအားပေးခဲ့မှုကြောင့်ဝန်ခံထားသူဖြစ်ပါတယ်။တောင်ပန်တိုက်စစ်ကိုအားဖြည့်ဖို့ရှာဖွေနေတဲ့မန်ယူအတွက်လီရဲ့နောက်ဆုံးမှတ်ချက်တွေဟာစိတ်ဝင်စားစရာအခြေအနေတစ်ရပ်ဖြစ်လာခဲ့ပြီးOld Trafford ကိုပြောင်းရွှေ့လာနိုင်မလားဆိုတာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။